Hello အားလုံးပဲမင်္ဂလာပါ VN ရဲ့ YouTube channel လေးကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဟာ VN ကတိုက်တန်ဖွဲ့နေတူကျွန်တော်တို့ရဲ့ဒီဝေးပြီးမယ်နွေးရယ်ဆိုတဲ့တခြင်းလေးကိုနောက်ထပ် version တစ်ခုအနေနဲ့ရိုက်ကူးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့VN ဘာလို့မလဲပြီးတော့တိုက်တန်ဖွဲ့နေဘယ်လိုmemory လေးတွေရှိမလဲဆိုတာကိုကျွန်တော်လည်းတူလိုက်ကြည့်လိုက်ရအောင်လောလောဆယ်တော့ဘာမှမရသေးဘူးအခုကစောင့်နေရပါတော့ကင်မရာမန်နေပြီးတော့ကျွန်တော်တခြားရိုက်ကူးရေးဖွဲ့ရလူတွေစောင့်နေရပါစောင့်နေနေပြန် coffee လေးတစ်ခွက်မှာတာပဲပေါ့နော်ဒါပြန်ကိုရောက်နေရတော့ Hidden Cave မှာဖြစ်ပါတယ်ဒါလေးဒီ coffee ဆိုင်တွေကအဲ့လိုပြောရမလဲချေးလို့ကောင်းတယ်ပေါ့နော်ပြန်ပြမယ်ပထမဆုံးအနေနဲ့တော့ decoration လုပ်ထားတဲ့ပုံစံ idea ကိုအရင်ကြိုက်တယ်ပေါ့နော်အဲ့လို coffee ဆိုင်ထဲမှာတပ်ပင်တွေရေတကုံတွေထည့်ထားတာတော်တော်မိုက်တယ်VN ဒီ coffee ဆိုင်မှာကြိုက်တာကမှန်လေးအဲ့လိုကောင်းနဲ့မှန်အကြီးတုံးတာကွာဘာလဲဆိုတော့ VN တို့အဲ့လိုမှန်အောင်မကြည့်ရမနေနဲ့လူတွေတော့ဟိုကျွန်တော်ရဲ့ interview session လေးပေါ့နော်အခု Hidden Cave မှာအကြိုက်ဆုံးနေရာနဲ့ဘာလို့ကြိုက်တာလဲဆိုတဲ့အကြောင်းလေးပြောပြပါအဲ့လိုဒီထဲမှာကြိုက်တာဘာလို့ကြိုက်လဲဆိုတော့အဲ့လိုဂူအောင်နဲ့ခံစားချက်ရတယ်ပေါ့နော်အဲ့လိုဂူအောင်ရတာမျိုးကြိုက်တယ်ဂူအောင်ကြိုက်တာတမျိုး nice ကြိုက်ဆုံးနေရဒီနောက်မှမြင်နေရတယ်မှာဒီဟာကြီးပါတိလားတော့မိုက်တယ်တော့ကြီးနဲ့အရင်ကြိုက်တယ်ကျက်သားပေါင်မုံလေးကိုမှာစားပါနော်အခုစားရအရသာရဆိုရင် nice ယူပါပြန်မဟုတ်ဘူးမမစားနေကြHidden Cave မှာအကြိုက်ဆုံးနေရာနဲ့ဘာကြောင့်ကြိုက်တယ်ဆိုတာလေးပြောပြ Hidden Cave ကအဲ့လိုကြိုက်ဆုံးနေရာမျိုးတော့မရှိဘူးအဲ့လိုဆို Hidden Cave ကမရှိပြန်သွားအကြိုက်ဆုံးနေရာလို့ရွေးပြီးရမယ်ဆိုဒီနောက်ကတစ်ပင်ပဲကျွန်တော်တစ်ပင်တက်ရတာကြိုက်တယ်အကြိုက်ဆုံးနေရာတော့ကျွန်တော်အခုနေနေဒီပါဘာလို့လဲဆိုတော့ဒီအပေါ်ကနေသူကပေါ်စီးကနေကြည့်ရတာကြိုက်တယ်အမျော်ကင်ကြီးကနေကြည့်ရတဲ့ feel လေးကိုကြိုက်တာ Oh my god wow မမေနဲ့ဖြည့်ချင်း okay အကြိုက်ဆုံးနေရတော်တော်များများဒီနားလေးပဲကြိုက်ကြတယ်ရင်းကျတော့ဟိုဘက်ဒီအနောက်ကနေပါဒီကောင်တာဟိုအနောက်ထဲဝင်သွားတဲ့နေရာရှိအရင် Instagram ပဲဖြစ်တယ်ပြီးတော့အဲ့လိုဒီ vibe နဲ့ကွာသွားတာအယောင်လေးပါကွဲထွက်သွားပြီးတော့တော်တော်လိုက်အမှအနားလေးကိုကြိုက်တယ်ကဲဒီ vlog ထဲမှာဆိုရင် VN တဏိတာ activity ကိုပြီးတော့ cafe ကောင်းလေးကိုပါ VN ရိုက်ပြထားဆိုတော့အားလုံးပဲသဘောကျမှတင်ပါတယ်နောက်တဲ့ vlog တွေမှာပြန်ပြီးတော့ဆက်ပါမယ်အားလုံးပဲတတားမွတ်